ကိုပိုင်လုပ်ငန်းလုပ်နေပြီလားဒါဆိုရင်တော့အခုပြောပြမယ် marketing plan လိုပါလိမ့်မယ်ခမရကအေးရောင်းတာပဲဖြစ်ဖြစ်ကော်ဖီရောင်းတာပဲဖြစ်ဖြစ်ဘေးတုပ်တွေရောင်းတာပဲဖြစ်ဖြစ်ပစ္စည်းမှန်ဈေးနှုန်းမှန်ပြီးဝန်ဆောင်မှုကလည်းအပြစ်ပြောစရာမရှိဘူးဒါပေမဲ့လူတီမများသေးဘူးဒါဆိုရင်ဘာလုပ်ရမလဲအခုပြောပြမယ် marketing plan နဲ့တွားပါGoogle Map မှာ register လုပ်ပါအနည်းဆုံး Google Map မှာ sign location တင်တာကခမရရဲ့ sign ကိုရှာရဖွေရလွယ်ကူစေမှာဖြစ်ပြီးတော့ customer ယုံကြည်မှုကိုလည်းပိုရရှိစေမှာဖြစ်ပါတယ် page ကို active ဖြစ်အောင် post တွေတင်ပါအယောင်ပို့တွေတင်မဟုတ်ဘဲနဲ့ knowledge ပို့တွေအဝေးနဲ့ရစီမဲ့ post တွေနဲ့ wish ပို့တွေတင်တာကခမရရဲ့ page ကိုဝင်ကြည့်ရင်ရိုးကြီးမသွားစေဘဲနဲ့လူစိတ်ဝင်စားမှုများစေမှာဖြစ်ပါတယ် location base boost ကြော်ညာတင်မှာကိုယ်ဆိုင်ရဲ့ location ကိုFacebook မှာ boost လုပ်တယ်ဆိုတာကကောင်းတဲ့အချက်ဖြစ်ပါတယ်။ဆိုင်ရဲ့တီနေရာကို target ထားပြီးတော့ boost လုပ်ခြင်းအပြင် customer လာရောက်စေတဲ့နှုန်းပိုတိုးစေမှာဖြစ်ပါတယ်။ regular promotion plan တစ်ခုထားပါ။လာတလရဲ့ဘေးရက်တွေမှာဘလို့ promotion တွေပြုလုပ်မယ်ဆိုတဲ့ plan ကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။